ကိုဘိုးတို့ကပစိုးနဲ့လဲသွားထုံလဲထုံတော့ရှုံးနေဆိုတော့ကိုပစိုးကိုပြန်နင်းမိပြီးခဏကျွတ်ကြတခါကျွတ်ကြလိုက်ပြန်ဝက်လိုက်ကျွတ်ကြလိုက်ပြန်ဝက်လိုက်ကျွတ်ကြလိုက်ပြန်ဝက်လိုက်နေဆိုတော့ခဏလောက်ပါများတော့စိတ်ကမရှိတော့တလောက်တောင်ကျွတ်ကျင်တဲ့ပစိုးသွားကွာပစိုးကြီးချုပ်ပြီးလှုပ်ပြလိုက်အေးရောက်မှမသိအောက်ကအတွင်းကမပါဘူးဆိုမှတော့မြင်အောင်တာဖမ်းကြည့်တော့နော်အဲ့မှာတိုးလို့တန်းလန်းလေးနဲ့နော်မြင်အောင်တာဖမ်းကြည့်မြင်ရလားမြင်ရပါလေစိတ်ကူးနဲ့ဖမ်းကြည့်လိုက်ပေါ့အဲ့လိုဖြစ်ရထားပါတော့အဲ့ဒါကြီးဖင်ပြောင်လေးပေါ့ခလေးတွေပြောမယ်ဆိုဖင်ပြောင်လေးပေါ့အဲ့တိုင်းလေထုံးနေဘေးအားသူတွေကတနေ့ရတော့အဲ့ဒီလိုလေထုံးနေနဲ့သူ့မှာသမီးတယောက်ရှိတယ်သူ့သမီးကမမြအေးတဲ့သူ့သမီးကလည်းအဖေကိုထမင်းကြိုက်လာဖို့ပြောပါလားဖို့ထမင်းကြိုက်လာဖို့ဘေးအားသူကမြင်ပြီဟာမဖြစ်ဘူးဟိုမှာကိုဘိုးတို့ဖင်မြောင်လေထုံးနေတယ်မသူ့သမီးကလာနေပြီဟေးကိုဘိုးတို့မှာခမရသမီးလာနေပြီပစိုးဝိတ်တော့မကြောက်ဒေါတာထွက်စိတ်တို့နဲ့လေထုံးနေတာဘေးကဘာပြောလို့ပြောမှန်းမသိကိုဘာဖြစ်နေလို့ဖြစ်နေမှန်းမသိသူ့သမီးလည်းရောက်လာအဖေလည်းမြင်ရောလှမှာဟာအဖေဘယ်လိုဖြစ်နေတာတော့ဆိုတော့သမီးအကန်ကြားတော့မှဟာသမီးဆိုပစိုးလိုက်ရပစိုးကဘယ်အောင်မှမသိလွတ်ပြလိုက်တာကိုဟာပြာရတွေခက်လို့တဲကွာတဲ့ကြံရမရတဲ့အဆုံးကလုံမှုပဲရေးကြည့်တော့တယ်လေကြံရမရတဲ့အဆုံးတခါတည်းလုံရင်ပြီးရောဆိုပြီးရှော့ပတ်တဲ့ထိုင်ကြလိုက်ရှော့ပတ်တဲ့ထိုင်ကြလိုက်ကန်စိုးကျင်တော့မရောရသေးဝါကြောက်ကြီးကန်စိုးကျင်တော့သူမထိုင်ခင်မှာသူထိုင်ကြမယ့်နေရာမှာကျွင်းပေါက်တစ်ပေါက်ရှိအဲ့ဒီကျွင်းပေါက်မှာပဇွန်လုံးတစ်ကောင်ရှိပဇွန်လုံးကလည်းတော်တော်ကြီးတယ်လို့ပြောနေရပဇွန်လုံးကလည်းကြီးလာကျွင်းဝါကနေပြီးတော့လက်မကြီးထောင်ပြီးစောင့်သူ့ပေါ်ဘာကြညက်မယ်ဆိုတဲ့နေထားနေပေါ့လေတော့ကိုဘိုးတို့ကလည်းထိုင်ရချသူအဲ့ဒီအဟွာကိုလေပြောလို့မကောင်းနေရတယ်အဲ့ဒါကိုသွားညှက်မိတော့တခါပဲလုံအောင်လို့ထိုင်ပါတယ်ဆိုမှပဇွန်ကညက်ချလိုက်တော့ဘယ်ထိုင်လို့ရတော့မှာလဲဒေါတာကြီးရဲ့နောက်ပဇွန်လုံးအောင်ညက်ခံရသေး